စားသုံးဆိုင်တွေလုပ်တဲ့နဲ့ content အမျိုးအစားများပထမဆုံးချက်ကကျွန်တော်တို့ food showcase လို့ခေါ်တယ် customer တွေရဲ့အမြင်ပါပေါ့နော်ဆွဲဆောင်မှုရှိစေအောင်လို့ကျွန်တော်တို့ရဲ့ဟင်းလျာတွေကိုခင်းချင်းပြသထားတာမျိုးလေးပေါ့နော်အဲ့မှာခင်းချင်းပြသထားတဲ့နေရာမှာကျွန်တော်တို့ဟင်းလျာတွေကိုစားကျင်စပေါ်လေးဖြစ်အောင်လို့တခြားလေး setting လေးတွေတခြားပြင်ပြီးတော့မှကျွန်တော်တို့ခင်းချင်းပြသတင်တယ်ပေါ့နော်ကျွန်တော်တို့ဆိုင်ရဲ့ signature ဟင်းလျာတွေကိုအဓိကထားပြီးတော့မှကျွန်တော်တို့ focus ထား highlight ထားပြီးတော့ကျွန်တော်တို့အဓိကပြသတင်တယ်ပေါ့နော်ဒုတိယအချက်ကကျွန်တော်တို့ behind the scene တွေပေါ့နော်ကျွန်တော်တို့ရဲ့ချက်ပြုတ်နေတဲ့ကျွန်တော်တို့စဖွန်မှုတွေရဲ့ချက်ပြုတ်နေတဲ့ behind the scenes တွေကိုပြသခြင်းဟာ customer တွေကြားထဲမှာဒီပွင့်ပွင့်လင်းလင်းမြင်မြင်သာသာဖြစ်တယ်ပေါ့နော်တန်တန်ရှင်းရှင်းလေးကိုတွေကချက်ပြုတ်နေဆိုတော့ပြသခြင်းအပြင် customer တွေရဲ့ trust ကိုလည်းတော်တော်လေးရနိုင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့ ingredient တွေပေါ့ ingredient တွေကဘယ်လိုမျိုးတန်တန်ရှင်းရှင်းထားတယ်ဘယ်လိုမျိုးတန်တန်ရှင်းရှင်းကျွန်တော်တို့ဟင်းလျာတွေကိုထည့်ရဲဆိုတော့ကိုလေတခြားပြသထားခြင်းအပြင်customer တွေကြားထဲမှာကျွန်တော်တို့ awareness အဖြစ်ကောဒီ trust အဖြစ်ကောပေါ့နော်တော်တော်လေးရနိုင်တယ်ပေါ့တတိယတစ်မျိုးကကျွန်တော်တို့ promotion content တွေဖန်တီးတာပေါ့နော် promotion ဆိုတာကျွန်တော်တို့ဈေးချတာတစ်ခုပဲပြောတာမဟုတ်ဘဲနဲ့လူတွေကြားထဲမှာ trend ဖြစ်စေမဲ့အရာတွေနဲ့ပေါ့နော်ကျွန်တော်တို့ဥမာတငယ်ချင်း3ယောက်အတူတူလာတယ်ဆိုရင် percent ဘယ်လောက်ချပေးမယ်ပေါ့နော်စသဖြင့်ပေါ့အဲ့လိုမျိုး promotion plan နေနဲ့ကျွန်တော်တို့ရဲ့ page ကို run လို့ရတယ်ပေါ့နော်ဒုတိယချက်ကကြတော့ကျွန်တော်တို့ social media မှာ trend ဖြစ်နေတဲ့ funny တွေပေါ့နော်ဥမာ memes တွေအဲ့ဒီအရာတွေနဲ့ကျွန်တော်တို့ရဲ့ brand ကိုချိတ်ဆက်ပြီးတော့ customer တွေကြားထဲမှာရေပန်းစားအောင်လို့ပေါ့နော် customer တွေကြားထဲမှာ viral ဖြစ်အောင်လို့လည်းဖန်တီးလို့ရတယ်ပေါ့အဲ့မှာတခုရှိတာကကြတော့ကျွန်တော်တို့ရဲ့လုပ်လိုက်တဲ့ memes ကကျွန်တော်တို့ရဲ့ brand ရဲ့ image ကိုကျစေတဲ့အရာမဖြစ်ဖို့တော့အရင်အရေးကြီးတယ်ပေါ့နော်နောက်ဆုံးချက်ကတော့ကျွန်တော်တို့ရဲ့ဆိုင်ရဲ့ experience ကို customer တွေကြားထဲမှာပေါ့နော် vibe ကောင်းကောင်းလေးရစေအောင်လို့ကျွန်တော်တို့လုပ်ဖို့လိုလိမ့်မယ်အဲ့ဒါကြတော့ကျွန်တော်တို့ဒီဆိုင်ရဲ့ decoration line တွေပါတွေပေါ့နော်အဲ့ဒီအရာတွေကို customer တွေလာထိုင်ကျင်စရာကောင်းတဲ့နေရာပုံစံမျိုးလေးကျွန်တော်တို့ဖန်တီးပေးဖို့လိုလိမ့်မယ်ပေါ့နော်အခုခေတ်ကကျွန်တော်တို့ social media မှာကျွန်တော်တို့ပုံရိုက်တာတို့ vlog ရိုက်တဲ့ခေတ်ဖြစ်နေတဲ့အခါကျတော့ကျွန်တော်ခေတ်ရည်စည်းကြောင်းအတိုင်းလိုက်ပြီးတော့ဗောနော်ကျွန်တော်တို့ရဲ့ site အတွင်အပြင် decoration ဘိုင်းတွေကိုလည်း user experience ကောင်းကောင်းလေးရအောင်လို့ဖန်တီးထားပေးဖို့လိုလိမ့်မယ်ပေါ့ကျွန်တော်ခုဖော်ပြပေးသွားတဲ့ content အမျိုးအစားတွေအားဆိုရင်ကျွန်တော်တို့စားတောက်ဆိုင်တွေအတွက်ကိုတော်တော်လေးအသုံးသင့်မယ်လို့မျှော်လင့်မိပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအနေနဲ့ရောတခြားစဉ်းစားခတ်နေတဲ့ content အမျိုးအစားတွေရှိရင်လည်းကျွန်တော် comment ထဲမှာမှန်ခဲ့လို့ရပါတယ်